ခုခေတ်ကတော့ဗုဒ္ဓနုတ္တိပွားလို့ရှိရင်အန္တရာယ်ကင်းတယ်တို့ဘာတို့အန္တရာယ်ကင်းဖို့ပဲကြည့်တယ်နော်အန္တရာယ်ဖြစ်တာကပြင်မကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့တော့သူအန္တရာယ်ပေးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီကြီးညိုစိတ်တွေရောနေသွားပြီဆိုလို့ရှိရင်နော်တမယမှာအန္တရာယ်များတယ်ပေါ့မေတ္တာရဲ့စောင့်ရှောက်မှုကမေတ္တာခြုံလုံးတယ်ဆိုတာဘာလုံးမှလည်းမသိဘူးနော်မေတ္တာခြုံလုံးတယ်ဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာများသောအားဖြင့်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိတ်မီပြည်တည်တရားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်နော်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အဓိပ္ပာယ်ကခုနကမေတ္တာရဲ့အကျိုး17မျိုးထဲမှာမပါဘူးလားပါတယ်လေမေတ္တာစွမ်းအားကြီးမားနေလို့ရှိရင်တော့ဒါတွေလေလုံခြုံတယ်ဒါတွေကအပယိကလုံခြုံမှုတွေပဲတကယ်အရေးကြီးတဲ့လုံခြုံမှုကဘာတော့ကိုယ့်ရင်တဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပကဘာကိုကာကွယ်တာတော့ရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတော့ဆိုရင်တံဝေကမဖြစ်ဘဲနဲ့မေ့မျောနေတာတန်တရားထဲမှာပျော်ပြီးတော့မကောင်းတာတွေလုံးမိမှာဆိုတဲ့အကုသိုလ်တွေကိုကာကွယ်တာလို့ဒါကြောင့်မို့စတုရရက်ခဖိုခာရိယံဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပယိကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာနော်